အားလုံးပဲမင်္ဂလာပါခင်ဗျငါဒီနေ့ကျွန်တော်ပြပတ်မဲ့အကြောင်းအရာလေးကတော့အားလုံးလည်းသိရှိပြီးသားဖြစ်ကြပါမယ်ဒီအရာတွေကိုဘယ်သူမှမပြောမဆိုပဲနဲ့လစ်လျူရှုထားတဲ့အတွေ့အကြုံတကယ်အမြင်ပြမှာဘယ်လိုပြောမလဲဒီကိုယ်စရာရင်နာစရာနဲ့ကြုံတွေ့နေရတဲ့ဖြစ်အမှန်ကိုကျွန်တော်ပြောရတော့ဖြစ်ပါတယ်ခင်ဗျအဲ့တွေ့ကြောင့်တကယ်လို့ကျွန်တော်ဗီဒီယိုကိုထိုင်းဖြစ်စေတရုတ်ဖြစ်စေမလေးရှားဖြစ်စေကိုရီးယားဂျပန်အစရှိတဲ့နိုင်ငံကနေပြီးတော့မှကျွန်တော်ကြည့်ရှုနေမဲ့လူတွေပါခဲ့လို့ချင်းဗီဒီယိုလေးကိုအဆုံးထိကြည့်သိချင်ပါတယ်နောက်ပြီးခါကျတော့အိမ်ထောင်တဲ့တွေဆိုရင်ပို့ပြီးတော့အဆင်ပြေပါလိမ့်မယ်ကျွန်တော်အခုပြောနေတဲ့ဗီဒီယိုကအကျိုးရှိရလဲရောက်တယ်လို့တားဆီးရလဲရောက်နိုင်တယ်နောက်ပြီးတော့မိမိကိုယ်ကိုဆင်ခြင်ရလဲရောက်နိုင်အောင်လို့ကျွန်တော်တို့အခုဗီဒီယိုလေးကိုရက်ရချင်းဖြစ်ပါတယ်ခင်ဗျာဟုတ်ပြီအဲ့တော့ကျွန်တော်ပြောလိုက်ကြအခုထိုင်းတို့တရုတ်တို့မလေးတို့ဂျပန်တို့ကိုရီးယားမှာတွားပြီးတော့မှငွေချနေတဲ့ကျွန်တော်တို့ရဲ့ညီကိုမောင်နှမတွေကိုကျွန်တော်အနေနဲ့လေးစားပါတယ်လို့ကျွန်တော်ဒီနေရာအရင်ဆုံးပြောပြရသေးဘသူ့ဟိုမှကျွန်တော်ဘယ်လိုပြောမလဲနစ်နာပါစေကဲ့ရဲ့ချင်းလည်းမဟုတ်ပါဘူးကျွန်တော်အနေနဲ့ဒီနေရာမှာဒါလေးကမကောင်းဘူးဒီအရာလေးကကောင်းတယ်ဒီလိုလုပ်ကြအောင်ပါလို့ကျွန်တော်အနေနဲ့တိုက်တွန်းခြင်းဖြစ်ပါတယ်ဒီကဲလို့ခမရတို့အနေနဲ့ဒီကျွန်တော်ပြောတဲ့အထက်မှာဘယ်နာလေးကလုံနေတယ်ဒါမှမဟုတ်ဘယ်နေရာတော့မှားနေတယ်ဆိုတာပါနေလို့ရှိရင်ကျွန်တော်လည်းဝေဖန်ထောက်ပြပိုင်ခွင့်ရှိပါတယ်ခင်ဗျအဲ့တော့ကျွန်တော်တို့ဗီဒီယိုလေးကိုစလိုက်အောင်ဒီပါကိုထွက်ပြီးတော့မှအလုတ်ရှာနေတဲ့လူတွေကိုကျွန်တော်ဆိုလိုတာဖြစ်ပါတယ်မြန်မာပြည်ကလူတွေရောလားဆိုတော့ကျွန်တော်ဗီဒီယိုကြည့်ပြီးတော့မှမြန်မာပြည်ကလူတွေလည်းပါကောင်းပါနေတာပဲတကယ်လို့ကိုကဒီဗီဒီယိုမြင်သွားရင်မြန်မာပြည်ကဆိုလဲဆင်ကျင်လို့ရတာပေါ့ဗျာနော်ဟုတ်ပြီလားနိုင်ငံခြားပြင်ပတွေကိုထွက်ပြီးတော့မှအလုတ်လုတ်ကိုင်းနေကြပါမယ်ဒီဟာရဲ့နောက်ွယ်မှာအမတန်ကြီးမားတဲ့ကိစ္စရကြီးတစ်ခုဖြစ်နေတယ်အဲ့ဒါကတော့ဘာဖြစ်ပါလဲဆိုရင်အိမ်မှာအိမ်ထောင်ဖက်ရှိပါလေနဲ့မိမသားတောင်းမို့ယောက်ျားသားတွေရှိပါလေနဲ့မိသားစုတွေရှိပါလေနဲ့ပြည်ပနိုင်ငံကိုရောက်တဲ့အခါမှာဖောက်ပြန်ကြတဲ့ပြဿနာအကြီးကြီးတစ်ခုကိုကျွန်တော်တို့လက်တွေ့မှာကျွန်တော်တို့မြင်တွေ့နေရတာဖြစ်ပါတယ်ဒီအကြောင်းကိုလည်းခင်ဗျားတို့ကျွန်တော်တို့သိရှိပြီးသားဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့အနေနဲ့ဒီနေ့မှာဒီအကြောင်းအရာလေးကိုပွင့်ပွင့်လင်းလင်းဆွေးနွေးသွားကြဖို့လဲကျွန်တော်မျှော်လင့်ပါတယ်ပွင့်ပွင့်လင်းလင်းလဲကျွန်တော်တို့ဥမာကျွန်တော်အခုဒီနေ့ရတဲ့ဗီဒီယိုကဘာအကြောင်းအရာလဲဆိုတာခင်ဗျားတို့ဒီလောက်နဲ့ရင်းမိမယ်တော့ထင်တယ်အဲ့အတွက်ကြောင့်ဒီအကြောင်းအရာရင်းမိပြီဆိုရင်ဘာကြောင့်ဒီလိုဖြစ်လာရတယ်လဲဆိုတဲ့အကြောင်းအရာကိုကျွန်တော်တို့သွားလိုက်ကြအောင်ဘာကြောင့်ဒီလိုဖြစ်လာရတယ်လဲဆိုရင်ဥမာဒီနယ်မှာရောက်နေတဲ့လူတယောက်ကပြည်ပနိုင်ငံရောက်သွားမယ်နေမင်းတစ်ကိုရောက်သွားတဲ့အခါမှာကျွန်တော်တို့ရွာမှာဇာတိမှာရှိနေတော့ကမိမသားဖက်ကအမျိုးတွေရှိမယ်ဒါမှမဟုတ်ယောက်ျားသားဖက်ကအမျိုးတွေဒီလိုတွေနဲ့ချုပ်ကင်ထားတဲ့အတွက်ကြောင့်သူ့ရဲ့အိမ်ထောင်စုပတ်ဝန်းကျင်အခြေအနေအရေးကြောင့်စိတ်ကိုချုပ်ထိန်ထားတဲ့အချိန်မှာဒီပနိုင်ငံရောက်သွားတဲ့အချိန်မှာငါအိမ်ကလူတွေမသိပါဘူးဘယ်သူမှမသိပါဘူးကွာဆိုပြီးတော့မှငါလှုပ်ချင်တာလှုပ်လို့ရပါတယ်ဆိုတဲ့စိတ်ကိုလူတွေကဝင်တက်လာတယ်လူတွေအတော်များများဒီလိုအိမ်ထောင်စုဖောက်ပြန်တဲ့အခါမှာသူကမေးကြတယ်ဒီအိမ်ထောင်စုဖောက်ပြန်တာကြီးကသူတို့မှမရှိဘူးလားအုံနောက်မရှိလို့လားအတိညာနဲလို့လားဆိုပြီးတော့မှဒီလိုမေးခွန်းတွေကိုမေးတယ်ကြဒါပေမဲ့တကယ်သူတို့ဖြစ်ပြနေတဲ့ဒီလိုဆက်ဆံနေတဲ့လူတွေလည်းအမှန်တကယ်ဒါကြီးကဒီကိစ္စကြီးကမကောင်းဘူးမှားမှန်းသိပါတယ်ဒါပေမဲ့မှားမှန်းသိပါလေနဲ့ဘာကြောင့်ဒီလိုဆွတ်တိုးရတာလဲဆိုတဲ့အကြောင်းတွေကိုကျွန်တော်တို့ဒီနေ့မှာဝေဖန်တဲ့နေရာဝေဖန်သွားမယ်ဆွေးနွေးတဲ့နေရာဆွေးနွေးသွားမယ်ထောက်ပြတဲ့နေရာထောက်ပြသွားမယ်ပြင်ဆင်တဲ့နေရာကိုကျွန်တော်တို့ပြင်ဆင်သွားမှာဖြစ်ပါတယ်ခင်ဗျကျွန်တော်ဖက်ကလိုအပ်တာတွေလည်းအများကြီးရှိနေတယ်။ဘာလို့ဆိုကျွန်တော်အခုမှ content creator တွေကိုဝင်လာတော့မဟုတ်ဘူးဆိုပေမဲ့အခုမှနားလိုက်တာကျွန်တော်၄လလောက်ရှိသွားပြီဗျ။အဲ့မှာပြောဆိုရမယ့်စကားလုံးတွေအများကြီးကျွန်တော်လင့်ဟာနိုင်တယ်။အဲ့အတွက်ကြောင့်ဝေဖန်ထောက်ပြနိုင်တယ်။ဆွေးနွေးညှင်းခုန်ပိုင်ခွင့်ရှိပါတယ်လို့ဒီဗီဒီယိုနဲ့ကျွန်တော်ပြောပြရစီ။ Okay ဒါဆိုရင်ကျွန်တော်တို့ပွင့်ပွင့်လင်းလင်းဒီနေ့မှာဆွေးနွေးလိုက်ကြအောင်။အိမ်ထောင်စုဖောက်ပြန်တဲ့နေရာမှာဒီလူတွေကိုပဲကျွန်တော်တို့ကတွားပုံအော်ပြီးမှကျွန်တော်အပြစ်တင်လာတော့မဟုတ်ဘူးဗျဒီနေရာမှာအပြစ်မတင်မဲနဲ့ကျွန်တော်တို့ဘာကြောင့်ဒီလိုတွေဖောက်ပြန်ရတယ်ဖြစ်ပြရတယ်ဆိုတော့ပထမအကြောင်းအရာလေးကိုကျွန်တော်တို့ကအရင်ဆုံးဆွေးနွေးကြအောင်ပထမဘာဖြစ်လို့လဲဆိုတော့နေရာတိတ်ကိုရောက်သွားတာဗျဥပမာထားပါတော့ကျွန်တော်တို့ကကိုယ်နယ်မှာကိုဇာတိမှာဒါမှမဟုတ်အမျိုးသမီးဖေမှာဒါမှမဟုတ်အမျိုးသားဖေမှာအဲ့ခါရှိတော့ကသူ့ရဲ့အမျိုးတွေဒါမှမဟုတ်သူ့ရဲ့မိဘတွေအုပ်ထိန်းသူတွေကနေမှစောင့်ကြည့်ထားတဲ့အတွက်ကိုယ့်ရဲ့စိတ်ကိုထိန်းချုပ်ပြီးတော့မှနေရတယ်တကယ်လို့ကိုကဒီမင်းမသားမပါဘူးဒါမှမဟုတ်အမျိုးသားမပါဘူးဆိုတဲ့အချိန်မှာပြင်ပနိုင်ငံခြားတွေကိုရောက်သွားတဲ့အခါမှာငါအိမ်ကဘယ်သူမှမမြင်ပါဘူးလေငါလှုပ်ချင်တာလှုပ်လို့ရပါတယ်ဆိုတဲ့စိတ်တွေကလူတွေကဗျာထိန်းချုပ်မှုအောက်ကနေလွတ်လာပြီဆိုလို့ချင်းဒီလိုစိတ်တွေဖြစ်လာတဲ့ဒါပထမအချက်ဒုတိယအချက်ကကျွန်တော်ဒီလိုပြင်ပနိုင်ငံတွေရောက်သွားတဲ့အခါမှာပ
ဘာသာစကားအခက်အခဲရှိမယ်ယဉ်ကျေးမှုမတူတာတွေရှိမယ်နေရာဒေသအပြောင်းလဲကြောင့်မနေတဲ့မထိုင်တဲ့အခါတွေရှိကောင်းရှိနိုင်တယ်ဒီလိုအရာတွေဖြစ်လာတဲ့အခါကြုံတွေ့လာရတဲ့အခါမှာသူတို့ရဲ့အခက်အခဲသူတို့ရဲ့ကြုံတွေ့နေရတဲ့အရာတွေသူတို့မပြောဆိုနိုင်တဲ့ဘာသာစကားတွေကိုပြောဆိုနေရတဲ့အချိန်မှာသူတို့ရဲ့အလုပ်ရဲ့ပင်ပန်းမှုတွေရှိမယ်နောက်ထပ်စိတ်ပင်ပန်းတာတွေရှိမယ်ကိုယ်ပင်ပန်းတာတွေရှိမယ်ဒီလိုတွေဖြစ်လာတဲ့အချိန်မှာရုပ်ပိုင်းဆိုင်ရာရောစိတ်ပိုင်းဆိုင်ရာရောအလွန်ဝမ်းနဲ့အားငယ်လာတဲ့အချိန်တွေဖြစ်လာတယ်ဒီလိုတွေဖြစ်လာပြီဆိုရင်ကျွန်တော်တို့လူတွေကဘာလဲဆိုတော့ရင်ဖွင့်မယ်ပေါ့ဗျာရင်ဖွင့်ဖို့ငါဘယ်လိုဖြစ်နေတယ်ဆိုတဲ့အကြောင်းအရာတွေကိုပြောပြဖို့အနီးနားလူရှာလာတဲ့ဒီလူဟာကိုကအင်္ဂါလူနဲ့မပြောဖြစ်ဘူးဆိုရင်တော့မှကိုအနီးနားအ ਨੇ ဆုံးကိုနဲ့အလုပ်တူတွဲလုပ်နေတဲ့လူတွေဒါမှမဟုတ်ဘူးဆိုရင်ဗျာဘယ်လိုပြောမလဲဒီကိုယ့်ရဲ့ပတ်ဝန်းကျင်မှာရှိတဲ့ကိုယ်နိုင်ငံသားတယောက်ယောက်နဲ့ပေါ့နော်အဲ့ဒီလိုနဲ့ချိတ်ဆက်ပြီးတော့မှကိုယ့်ရဲ့အားနည်းချက်တွေကိုဖွင့်ဟပြောဆိုရင်းနဲ့မှစိတ်တွေကဘယ်လိုမှတွေ့ကပ်ပြီးတော့မှတဦးနဲ့တဦးနားလေသလိုတွေဘယ်လိုပြောမလဲအားပေးသလိုတွေဖြစ်လာပြီးတော့မှညှိသွားတယ်တွေ့သွားတဲ့သဘောမျိုးတွေမှလည်းရှိတယ်အဲ့ဒီကြောင့်ကျွန်တော်အနေနဲ့သူတို့ကြီးကိုပဲအပြစ်ကြီးတစ်ခါတန်းပုံချတာမဟုတ်ဒါကကျွန်တော်ပြောတာဖြစ်နိုင်တဲ့အခြေအနေကိုပြောပြတာနိုင်ငံခြားရောက်သွားလို့ချင်းလူတိုင်းဖောက်ပြန်နေဆိုတဲ့အပုံမျိုးကိုကျွန်တော်ပြောတာမဟုတ်ဘူးဒါတို့ပေမဲ့ဒီလိုပင်ပန်းမှုဒဏ်တွေဘာသာစကားမတူတဲ့အခါတွေယဉ်ကျေးမှုမတူတဲ့အခါတွေနေရာတက်ရောက်သွားတဲ့အခါတွေဥပမာထားတော့ကျွန်တော်တို့နယ်တွေမှာနေတော့ကဒီအလှပတွေမမြင်ဘူးတဲ့အခါဒီအထီးအတွေ့တွေကိုမကြုံဘူးတဲ့အခါတွေမှာဒါလည်းမှဒီလူတယောက်ရဲ့လှပမှုနောက်ဒါမှမဟုတ်ရင်စကားပြောရင်ကောင်းမှုနောက်တွေကိုဒီလူတယောက်ဟာပါသွားနိုင်တာပဲစိတ်ရင်သွားနေတာပဲဒါပေမဲ့ဒါတွေကသူတို့ကိုယ်တိုင်သိပါတယ်မကောင်းဘူးဆိုတော့သူတို့ကိုယ်တိုင်သိပါတယ်ကျွန်တော်အနေနဲ့ဒီအခုလိုတိပါလေးနဲ့ဆွတ်တိုးနေရတာဘာကြောင့်လဲဆိုတာအောက်မှာထားတော့ကျွန်တော်တို့တော့မှဗျာဒီမှာအလကားရပါရဲ့နဲ့ကျွန်တော်တို့ငယ်တုန်းကလည်းရှိဗျာကျွန်တော်တို့ရွာဦးကျောင်းမှာဆိုရင်ပိနေသီးကရွာဦးဆရာတော်ကနေမှပေးတဲ့ပိနေသီးကတပင်ထဲထွက်တာချင်းအတူတူပဲဒါပေမဲ့မခိုးဖို့ဆိုရင်တော့မှ तू ကနေတော့မှရော့လာစားကြဆိုမှဒီပိနေသီးကို तू ဝေပေးရဗျာဒါပေမဲ့ကျွန်တော်တို့ကပိနေသီးချင်းတူတူပဲပိနေပင်ချင်းတူတူပဲခိုးစားရတာမှအရသာပူရှိတာပါဆိုတော့ဒီလိုလှုပ်လိုက်လို့ချင်းကျွန်တော်တို့ခေါင်းထဲကနေမှထွက်လာတဲ့ဆဲတွေကနေတော့မှပိုကောင်းတယ်လို့ခံစားသွားပြီးတော့မူးရဆွဲလန်းကြရောအခုတော့သူတို့လည်းဒါကြီးကိုမကောင်းမှန်းသိပါလိမ့်ရဲ့နဲ့ခိုးစားရတဲ့အကျင့်ကပိုအရသာရှိပါတယ်ဆိုတော့ကျွန်တော်တို့ခေါင်းထဲကအုံနောက်ထဲကထွက်လာတဲ့ဒိုပါမင်လို့ခေါ်မလားမသိဘူးဒီလိုဓာတ်တွေထွက်လာပြီးတော့မှဘယ်လိုပြောမလဲမကောင်းမှန်းသိပါလိမ့်ရဲ့နဲ့ဒီဆွဲလန်းမှုရမစ်နောက်ကိုလက်ပြီးတော့မှကျွန်တော်တို့ရဲ့အသိစိတ်တွေကိုကျွန်တော်တို့ကလက်မြောက်တူးထောက်ပြီးတော့အရှုံးပေးလိုက်ရတဲ့လူတွေအများကြီးရှိရဗျဒီလိုလူတွေလည်းအများကြီးရှိတယ်နောက်ပြီးတော့မှသူတို့ကဘာသာသူတို့စိတ်တိုင်းကိုမှဖောက်ပြန်နေချင်တဲ့လူတွေလည်းရှိတယ်ဒီအရာတွေကိုကျွန်တော်ဒီနေ့မှာပြောဆိုတင်တာပြောဆိုပြီးဘလို့ကြောင့်ဘာကြောင့်ဖြစ်ပြသွားနိုင်တယ်ဆိုတဲ့အကြောင်းအရာတွေလည်းကျွန်တော်ပြောပြီးသားဖြစ်တဲ့အတွက်သူဒီလိုဟာတွေကိုဘလို့ဆောင်းမယ်ဘလို့ရှောင်ရမယ်နောက်ဆက်တွဲဘလို့ဆိုးကျိုးတွေဖြစ်နိုင်တယ်ကျွန်တော်တို့ကဒီလင်ဆက်ဆန်တဲ့အခါမှာခဏသာမိနစ်ပိုင်းကောင်းစားမှုပျော်ရွှင်မှုနောက်ကိုလိုက်သွားတဲ့အခါနောက်ဆက်တွဲပြဿနာတွေကဘာတွေဖြစ်ပြသွားမယ်ဘလို့တွေဖြစ်ပြသွားသလဲဆိုတဲ့အကြောင်းအရာတွေကိုလည်းကျွန်တော်တို့ကထည့်သွင်းစဉ်းစားပေးရမယ်ခံစားပေးရမယ်ဒီလိုအခုလိုကိုတဦးတစ်ဖက်ပေါ်မှာဒီလိုရိုက်နေပြီဒါမှမဟုတ်ရင်ကိုကဒီလိုပင်ပန်းစိတ်ခံစားမှုတွေဖြစ်နေခဲ့ပြီးမိမိကိုဖောက်ပြန်ခြင်းစိတ်ပေါ်နေပြီဆိုတဲ့အခါမှာကျွန်တော်မိမိကိုထိန်းကျောင်းနိုင်ဖို့အတွက်ခုနကကျွန်တော်ပြောသလိုပဲနည်းနည်းပါးလေးကိုကစိတ်ထဲလေးမှာဝင်ရမယ်ဒီမိနစ်ပန်းလေးအတွင်းနဲ့ဖြစ်လိုက်တဲ့ခံစားမှုနဲ့ကိုကတိဆောက်ခဲ့တဲ့အနစ်နဲ့အလလတိဆောက်ခဲ့တဲ့မိသားစုအတိုင်းဝိုင်းမိသားစုအသက်မြုံလေးကိုကျွန်တော်တို့ကဒီမီးနဲ့ပိုင်းနေတာပဲဖြစ်စည်းပလိုက်တော့မှလားဒါမှမဟုတ်ဘဲနဲ့ကိုကနိုင်ငံခြားရောက်သွားတဲ့အချိန်မှာဒီတွေ့တဲ့လူနဲ့ကိုကပျော်ရွှင်ပြီးတော့နေတဲ့အချိန်မှာသူ့ကိုထောက်ပံ့ပြီးတော့မှနိုင်ငံရဲ့အခြားရောက်သွားအောင်အိမ်ကနေပြီးတော့မှတွင်းအားပေးပို့လိုက်တဲ့တွင်းဖို့ပေးလိုက်တဲ့မိသားစုတွေကတော့ငါသူ့ချီကနေမျောလင့်နေပါပေါ့နော်သူတို့ဘယ်အခါမှပိုက်ဆံရမလဲဘယ်အချိန်ပေးမလဲဘယ်အချိန်မှသူပြန်လာမလဲဆိုတော့မျောလင့်ခြင်းနဲ့စောင့်မျှော်နေတဲ့အိမ်ကအမျိုးသမီးတောင်းမွေအိမ်ကအမျိုးသားတောင်းမွေကျွန်တော်တို့ရဲ့သားသမီးတွေဒီသူတို့ရဲ့မျက်နှာတွေရောကျွန်တော်တို့ထောက်ကြည့်ဖူးသလားယောက်ျားသားတောင်းမွေမိန်းမသားကတော့ညဖက်တင်မှာသူ့ရဲ့အိမ်တောင်ဖိတ်ရှာနေဖုန်းလေးများခေါ်လာမလားတောင်းမွေစားလေးများပါလာမလားဆိုတဲ့စိတ်နဲ့သူတို့မှာပင်ပန်းဆင်းရဲသွားကလေးတွေကိုထိန်းချောင်းနေရတယ်ဆိုတော့ပြုစုပြိုးထောင်နေတဲ့အချိန်မှာမျက်ရည်စစ်လက်တွေနဲ့သူပြုစုပြိုးထောင်နေရတယ်ခမားကိုလည်း तू ကမျောလင်းရင်းနဲ့ तू စောင့်မျှော်နေရတဲ့ခံစားချက်ကိုခမားတို့တွေးဘူးသလား तू ဘယ်လိုခံစားနေရမယ်ဆိုတာလဲခမားတို့တွေးဘူးသလားဒါလေးလည်းနည်းနည်းတွေးသိချင်တယ်ကျွန်တော်အနေနဲ့ဒီဖောက်ပြန်နေကြတဲ့လူတွေဖောက်ပြန်မယ်လို့ကြံစီနေတဲ့လူတွေဆိုလို့ရှိရင်ဒီလိုအဖေမိဘတွေဖောက်ပြန်တဲ့အခါမှာကျွန်တော်ဒီထက်ကျွန်တော်တို့ခမားတို့ကျွန်တော်တွေပို့ဆိုးတာဟာဘာလဲဆိုတော့
ခမရတို့ကျွန်တော်တို့မွေးသားပြုစုထားတဲ့ကျွန်တော်တို့ရဲ့သားသမီးဒီသားသမီးတွေကကျွန်တော်တို့အဖေနဲ့အမေကတကယ်တော့တဦးတယောက်နဲ့ဖောက်ပြန်သွားပြီဆိုလို့ချင်းသူတို့ရဲ့စိတ်ထဲမှာဘယ်လိုဖြစ်လာမလဲဆိုတော့ဘလုံးမှကုသလို့မပြောင်းနိုင်တဲ့စိတ်ဓာတ်ရတယ်သူတို့ကငငယ်ရွယ်နဲ့ကြာသွားနိုင်တယ်ဒီစိတ်ဓာတ်ရငငယ်ရွယ်ရသွားတဲ့ကလေးကအသက်ကြီးပြင်းလာတဲ့အထိခင်ဗျားတို့ကျွန်တော်တို့ရဲ့လူမှုပတ်ဝန်းကျင်မှာယုံကြည်လို့မရပါဘူးဆိုတဲ့စိတ်ကြီးကသူ့ရဲ့ခန္ဓာကိုယ်ထဲမှာရိတ်သွင်းထားတဲ့ဖြစ်တဲ့အတွက်ကြောင့်ခင်ဗျားတို့ကျွန်တော်တို့ဖောက်ပြန်တာပျော်ရှင်တာကွဲသွားတာကိစ္စမရှိပေမဲ့သူတို့မှာဒီလူကဘာရောက်ရှိလာပြီဖြစ်တဲ့အတွက်ဘယ်လောက်ထိစိတ်ဓာတ်ရသွားမလဲဆိုတာကိုလည်းတစ်ချက်လောက်ကျွန်တော်အနေနဲ့စဉ်းစားစေချင်တယ်တွေးတော်စေချင်တယ်။ဘာဖြစ်လို့လဲဆိုတော့ခင်ဗျားတို့ကျွန်တော်တို့ကဘာဖြစ်ဘူးအသက်ကြီးနေပြီ။ဖောက်ပြန်မယ်တွားချင်တော့လာချင်လာမယ်ပြောနိုင်ဆုံးနိုင်ဖြစ်နိုင်ပေမဲ့သူကလေးငယ်လေးမှာဘာမှအတိညာဉ်ဖွင့်ဖြိုးစမရှိသေးတဲ့အရွယ်မှာအဖေမိဘဒီလိုကြီးလှုပ်သွားခဲ့တာဆိုရင်ကျွန်တော်တို့ရဲ့လူမှုအတိုင်းဝိုင်းကိုသူတို့ဟာယုံကြည်မှုရှိတော့မှာမဟုတ်ပါဘူး။ဘာလို့စိတ်ထဲမှာစိတ်တရားတွေရသွားစေနိုင်မှာအဲ့အတွက်ကြောင့်ကိုတွေကဖောက်ပြန်တော့မယ်ဆိုရင်ဒီကလေးတွေရဲ့မျက်နှာတွေကိုကြည့်ပြီးတော့မှကျွန်တော်အနေနဲ့ထဲ့သွင်းစဉ်းစားစေချင်တယ်အဲ့လိုနဲ့ကျွန်တော်တို့ကဘယ်လိုဖြစ်မလဲဆိုတော့နှစ်ပေါင်းများစွာစုဆောင်းရှာဖွေတူမိထားတဲ့ပြုထုံထားတဲ့အိမ်ထောင်စုလေးတစ်ခုဒီကိုယ့်ရဲ့စိတ်သားရမှုတော့ကိုလိုက်ပြီးတော့မှပြိုကွဲသွားရမယ်ဆိုရင်ကျွန်တော်တို့နိုင်ငံခြားကိုရက်ခြားကိုရောက်ပြီးတော့မှငွေရှာနေတာတွေကဒီမိသားစုကိုပြိုကွဲသွားအောင်လုပ်ဖို့မဟုတ်ဘဲနဲ့ဒီမိသားစုကိုအဆင်ပြေနေနိုင်အောင်ငါတို့ခရီးထွက်လာတာပါလားဆိုတဲ့အသိစိတ်လေးဝင်ပြီးတော့မှငွေကြေးကိုကျွန်တော်အနေနဲ့ရှာသိချင်တယ်ပျော်ပါးကြီးပဲမလိုက်ပဲနဲ့ဒီဖောက်ပြန်ဖို့ကြီးပဲမစင်စားပဲနဲ့ဒါမှမဟုတ်ပဲနဲ့ကျွန်တော်တို့အားငယ်နေတာတေးချတယ်ဖြစ်နေတယ်ဆိုပေမဲ့ဒီကိုကဒီလိုဖောက်ပြန်မှုတွေမဖြစ်ရလေအောင်ဒီလိုအကျုံးရတယ်မဖြစ်ရလေအောင်အိမ်ကိုလည်းမကြဖုံးနေအများနဲ့ခေါ်ပေးရမယ်မိသားစုနဲ့ဒါမှမဟုတ်စားတွေအများနဲ့ရေးပေးရမယ်အိမ်မှာဘယ်လိုတွေရှိနေတယ်လဲအစင်ရောပြေနေရလားဒါမှမဟုတ်မိသားစုအခြေအနေဘယ်လိုကြောင်းသားသမီးလေးဘယ်လိုနေတယ်ဆိုတဲ့ဟာတွေကို तू ကဗီဒီယိုကောနဲ့အများနဲ့ဆက်ဆံနေရမယ်လူဆိုတာဒီလိုမဟုတ်ဘူးဆိုရင်ကြားတယ် तू ကအနီးနားမှာရှိနေတဲ့လူထက်အဝေးမှာရောက်နေတဲ့လူကပို့ပြီးတော့မှဖြေသားနိုင်တယ်ပို့ပြီးတော့မှဘယ်လိုပြောမလဲတိတ်ပြီးတော့မခံစားဘူးဗျာအနည်းနဲ့မှရှိနေလို့ကသူတခုဖြစ်သွားရတဲ့ဆိုရင်မထားပါတော့ပတ်စံနေဘလောက်လုံနေတယ်ငါဒါတိနေတယ်အခွင့်နေဘလောက်ဆောင်းရမယ်ဒါမှမဟုတ်ဒီမီတာဘေးတွေကမပေးနိုင်သေးဘူးအိမ်လက်ခါတွေကပေးရတော့မယ်ကီလိုတွေဒီအိမ်မှာရှိနေတဲ့လူကဟိုထားပါတော့ကျွန်တော်တို့တရုတ်တို့ဂျိုးရီးယားတို့မလေးရှားတို့ရောက်နေတဲ့လူတွေထက် तू ကပို့ပြီးတော့မှစိတ်ပူပန်ရတယ်ဒီရောက်နေတဲ့လူတွေကဒီနိုင်ငံခြားမှာရောက်နေတဲ့လူကတော့အနည်းနဲ့မှရှိတဲ့လူထက်ဘယ်လိုပြောမလဲခံစားမှုတက်တာနေတော့ဟုတ်တယ်မလားဒါကတော့ဘလို့မှငင်းလို့မရဘူးဒီအရာတွေကဒီလိုဖောက်ပြန်တာတွေကိုမဖြစ်ရလဲအောင်ကျွန်တော်တို့ကဘယ်လိုကာကွယ်မလဲဘယ်လိုရှောင်မလဲဘယ်လိုဆောင်ရှားကြမလဲဆိုရင်ကျွန်တော်မူလရည်ရွယ်ချက်ကိုကျွန်တော်တို့ကနှလုံးသွင်းမှာငါဒီနိုင်ငံကိုဘာလုပ်လာတာလဲအပျော်အပါးရှာဖို့လာတာလားဒါမှမဟုတ်ပတ်စံရှာဖို့လာလားဒါမှမဟုတ်မိသားစုကိုထောက်ပံ့ဖို့လာတာလားဒါမှမဟုတ်ကျွန်တော်တို့ကညာလေးဖြစ်ဖြစ်အိယာရဲ့ဘေးလေးမှာဓာတ်ပုံလေးဖြစ်ဖြစ်မိသားစုဓာတ်ပုံဖြစ်မိန်းမရဲ့ဓာတ်ပုံဖြစ်ဖြစ်ရသားရဲ့ဓာတ်ပုံဖြစ်ဖြစ်ကိုကခြာပေးထားရမယ်ဒါကလူရဲ့စိတ်ကိုကြောင်းလဲနိုင်တဲ့ဒီဓာတ်ပုံတစ်ပုံကြောင့်လဲဒါကကျွန်တော်မိမိရဲ့ထားရမယ်မူလရဲ့စိတ်နံပါတ်1အချက်နံပါတ်2အချက်ကဘာလဲဆိုတော့အစစ်အသွယ်တွေပုံမှန်လုပ်ရမယ်အိမ်ကိုဒါအကောင်းဆုံးအချက်ပဲဗီဒီယိုကောနဲ့ဖြစ်ဖြစ်နေတိုင်းပြောနေတယ်ဆိုတာဒါဘယ်လိုလဲပို့ပြီးတော့အကောင်းဆုံးချက်ပဲဒီထဲမှာနေတိုင်းအိမ်ကလူနဲ့ဗီဒီယိုပြောနေမိမသားနဲ့ဖြစ်ဖြစ်ရသားနဲ့ဖြစ်ဖြစ်သားသမီးတွေဖြစ်မိသားစုနဲ့ဖြစ်ဖြစ်ဗီဒီယိုကောကိုနေတိုင်းပြောနေခြင်းရလဲပါအိမ်ကလူတွေပို့ပြီးတော့မှစိတ်ချသေးတယ်နောက်ပြီးတော့မှကိုဘေးနားကိုဝင်လာမဲ့လူတွေကလည်းပါဒီဘလူးမှာဒီလိုရှိပါပဲအိမ်နဲ့အဆင်ပြေနေတယ်အိမ်ထောင်ဖိတ်ရှိတယ်ကလေးတွေသားသမီးတွေရှိပါတယ်ဆိုရဲဘယ်လိုပြောမလဲသူတို့ရဲ့စိတ်ကောကိုယ့်ရဲ့စိတ်ကောတခါတည်းပိတ်ပင်တားဆီးပြီးသားဖြစ်သွားတယ်ဒီနံပါတ်2အချက်ကဘာလဲဆိုတော့အစစ်အသွယ်ပုံမှန်လုပ်ရမယ်နံပါတ်3အချက်ဘာဖြစ်ရမလဲဆိုတော့နံပါတ်3အချက်ကဘာဖြစ်ရမလဲဆိုတော့ကိုဖြစ်ချင်နေတဲ့စိတ်ထွက်ပေါ်ကိုကရှားရမယ်အလုပ်တွေကပုံမှန်ဆင်းနေအချိန်တွေများတဲ့အခါမှာဆိုလို့ချင်းလူဆိုတာစိတ်ထွက်ပေါ်တွေရှားလာတတ်တယ်ဖွင့်ဟာမဲ့လူလိုနေတယ်ဒါမှမဟုတ်လို့ချင်းဘလို့ဖြစ်ကြောင်ငါပြောချင်ထားတာလဲဒီလိုရတယ်လဲကိုကစဉ်းစားရမယ်ငါဘာဖြစ်ချင်နေရလဲကိုယ့်ရဲ့ထွေးပေါက်ကိုရှားရမယ်စိတ်ပင်ပန်းကိုယ်ပင်ပန်းဖြစ်နေတဲ့အချိန်မှာစိတ်ထွေးပေါက်တစ်ခုကြောင့်လည်းလမ်းမကိုမရောက်မိစေပါနဲ့ဒီလမ်းမကိုမရောက်မိအောင်ဘယ်လိုကာကွယ်မလဲဆိုရင်ကိုကဥမာထားပါတော့ငွေစုနီးဆိုရင်ငွေစုနီးဥမာစာအုပ်တွေရှိမယ်ဒါမှမဟုတ်ချစ်ချစ်ပီတွေရှိမယ်ဗျာငွေရှာနီးဆိုရင်ငွေရှာနီးကြောင်းရာတွေဒါမှမဟုတ်စာကောင်းစာပေတွေဖတ်မလားအခုထိုင်းတော့ဘာတော့မှမသိဘူးမြတ်အခုကျွန်တော်တရုတ်မှာဆိုရင်တော့စာကောင်းပေကောင်းတွေကို online ကနေရောင်းပေးနေလို့အများကြီးရှိတယ်မှာယူလို့ရတယ်ဒါမှမဟုတ်တက်ရိုက်ဖုံးစစ်ပြီးတော့မှအရောက်ငွေချေလို့စနစ်လည်းသူတို့လုပ်ပေးနေတယ်ခုနေ့ချိန်မှာဒီစာကောင်းစာပေတွေကိုဖတ်မလားဒါမှမဟုတ်လို့ချင်းYouTube မှာဖြစ်ဖြစ် motivation video လေးတွေကြည့်မလား
စိတ်ခွန်အားကြနေတဲ့အချိန်မှာဒီ motivation video လေးတို့ကြည့်မလားအဆင်ပြေရပဲကိုကဒီစိတ်ထွေးပေါ်တစ်ခုကြောင့်ねတဘွားလုံးကိုလုံးဝပြီးပျက်စီးသွားအောင်မလုပ်ပါနဲ့မလုံးမိပါစေနဲ့နောက်တစ်ခုကကိုယ့်ရဲ့စီးကိုပြက်ပြက်သားချမှတ်ထားမယ်ကျွန်တော်တို့ရောက်နေတဲ့နေရာတွေနေပဲဆုံးမျိုးမျိုးရှိပဲအခုကျွန်တော်ရောက်နေတဲ့နေရာတွေမှာထားလိုက်တော့မိမိရောက်နေတဲ့နေရာဟိုပြင်ပမှာဖြစ်တဲ့အတွက်ကြောင့်ခဏယာယီတွဲတာပါဘာဖြစ်တယ်လဲဆိုတော့ပတ်ဝန်းကျင်မျိုးတွေအများကြီးရှိတယ်ခဏခေါ်တွဲတာပါတော့ဘာလို့နော်အဝေးရောက်နေလို့ခဏလေးတွဲတာပါဘာဖြစ်တယ်လဲကွာဆိုတော့သူတို့ကဘာလဲဒါသူတို့ရဲ့ကဏ္ဍရဲ့သူတို့ကဏ္ဍငါတော့ဒီလိုမျိုးငါဘဝငါမိသားစုဒါမျိုးမဖြစ်ခံနိုင်ဘူးဆိုတော့စိတ်ကိုကအမြဲတမ်းထားပြီးတော့မှဘာလဲဆိုပြက်သားတဲ့ဆုံးဖြတ်ချက်စီးတစ်ခုကိုပိုင်ချမှတ်ထားဖို့လဲလိုတယ်ဒီနေရာမှာဒီလိုအကြောင်းအရာတွေကိုကျွန်တော်ဘာကြောင့်ဒီလိုပြောနေရလဲဆိုတော့အခုလက်ရှိကျွန်တော်တရုတ်နိုင်ငံမှာဆိုလို့ရှိရင်ဗျာအထည်ချုပ်စိတ်ရုံတွေမှာအများကြီးရှိတယ်အထည်ချုပ်မဟုတ်ဘူးထားလိုက်တော့ blueberry စိတ်ရုံတွေရှိပါခဏခဏကျွန်တော်ပြောနေကြပါဒီစကားတွေကို blueberry စိတ်ရုံတွေရှိတယ်နောက်ပြီးတော့ဟိုဗာလဲကျင်းနီစိတ်ရုံတွေပေါ့နော်တော့ငကြက်တော့ bluetooth လို့လုပ်တယ်ဒီ coin စိတ်ရုံတွေအများကြီးရှိတယ်ဒီအထက်မှာသူတို့ကဘယ်လိုဖြစ်တယ်လဲဆိုရင်အိမ်ထောင်စုတွေထားလိုက်တော့ကျွန်တော်မြန်မာနိုင်ငံကနေလာတဲ့အိမ်ထောင်စုတွေလည်းရှိတယ်ဒါမှမဟုတ်ယောက်ျားသားတနေရာမိန်းမသားတနေရာအဲ့လိုဆင်းရတဲ့လူတွေရှိတယ်နှစ်ယောက်တူဒါပေမဲ့ company တစ်ခုထဲမှာကြာတယ်ဒါပေမဲ့ညအိတ်တဲ့အချိန်မှာသူတို့ကအခန်းတွေကဘယ်လိုပေးတယ်လဲဆိုရင်အခုကျွန်တော်မြင်နေရတဲ့အခန်းပေါ့နော်ဒီအခန်းအနေနဲ့တော့ကြီးရဗျဒီအခန်းကြီးကြီးလောက်မှာဆိုရင် तू ကကြီးရထောက်တော့အခန်းတစ်ခုလောက်မှာဆိုရင် तू ကတရုတ်တွေကဘယ်လိုထားလဲဆိုကျွန်တော်တို့မြန်မာနိုင်ငံကအတွဲတွေကို तू ကဒီအခန်းတစ်ခုထဲမှာဂရင်နှစ်ထပ်နဲ့ तू ကအပေါ်ထက်အောက်ထက်ဂရင်နေမြင်ဘူးပါနော်ဂရင်နှစ်ထပ်နဲ့ဟိုအင်ထောင်ဘက်၄စုဒါမှမဟုတ်၈စုလောက်ကိုသူတို့ကထားတယ်ဗျဒီလိုအခန်းတွေမှာစဉ်းစားကြည့်ပါဗျအဲ့ဒီအချိန်မှာဘယ်လိုတွေဖြစ်လာသလဲဆိုတော့ကျွန်တော်မြန်မာနိုင်ငံသားတွေကအမှန်အုံတော့မရှိတာတော့မဟုတ်ပါဘူးဒါပေမဲ့ကျွန်တော်ခုနပြောသလိုပဲပတ်ဝန်းကျင်အစ်စ်တွေရောက်တယ်ဒါမှမဟုတ်ကိုပတ်ဝန်းကျင်မှာမရှိခဲ့တဲ့မတွေ့ဘူးတဲ့မမြင်ဘူးတဲ့အရာသားတွေကိုမြင်ဘူးတဲ့ခံစားဘူးရတဲ့အချိန်မှာဟိုတအူးနဲ့တူဖောက်ပြန်ကြတယ်အများကြီးကြားနေရတယ်ဗျာနောက်ပြီးတော့အိမ်မှာလည်းကလေးဘယ်နှယောက်ရှိတယ်ငါတို့မိသားစုဘယ်နှယောက်ရှိတယ်ဆိုတော့လူလည်းအများကြီးပဲမိမသားထားပါတော့ blueberry စေးအောင်မှာကြာသွားတယ်ဆိုရင်ယောက်ျားကဒီအထက်ချုံမှာကြာသွားခဲ့စီရှိတော့အဲ့ဒီအကျယ်တုံးတဲ့ blueberry ကိုဖုံပြောနေပေမဲ့အနီးနားမှာရှိတဲ့လူတွေပေါ်မှာတွဲကပ်ပြီးတော့မှဖောက်ပြန်သွားတဲ့လူတွေလည်းအများကြီးရှိနေတာကျွန်တော်တွေ့နေရတဲ့အတွက်ဒီလိုဗီဒီယိုတွေကိုကျွန်တော်ပြုလုပ်ရခြင်းမှာဒါကတော့ကျွန်တော်ရောက်ရှိနေတဲ့တရုတ်နိုင်ငံမှာဖြစ်တဲ့အတွက်ဒါကျွန်တော်တရုတ်မှာတည်ရှိတဲ့အရာလေးကိုပဲကျွန်တော်ပြောပြတာဖြစ်ပါတယ်ဟိုယူရီးယားတို့မလေးရှားတို့ဟိုနောက်ထပ်ကိုရီးယားတို့ဂျပန်တို့မှာတော့ဘယ်လိုနေမယ်ဆိုတော့ကျွန်တော်လည်းမပြောပြရဘူးဗျာဒါနောက်ဆုံးအနေနဲ့ကျွန်တော်ပြောချင်တာပဲဆိုအမြင်ကွယ်ပေမဲ့အရင်တိုင်းပဲဆိုတဲ့စိတ်ဓာတ်လေးကိုမွေးထားပါဘယ်သူမှမမြင်ကွယ်ရမှာဖြစ်ချင်တဲ့မိမိရဲ့စိတ်ကိုဟိုဘယ်မှာထိန်းချောင်းနိုင်နေမှဒါကျွန်တော်တို့လူတွေရဲ့ဘယ်လိုပြောမလဲတကယ်မှလူအစစ်အမှန်ဒါခံစားရတဲ့အရာတာပါလူမှန်နေခံစားရတဲ့အရာတာပါဒါမှမဟုတ်ကျွန်တော်တို့နိုင်ငံခြားကိုရောက်တဲ့အခါမှာခုနကကျွန်တော်ပြောသလိုရုပ်ပိုင်းဆိုင်ရာတွေစိတ်ပိုင်းဆိုင်ရာတွေရောကြံ့ကြံ့ခံကြော်လွှမ်းနိုင်မှသာဘယ်လိုပြောမလဲပြင်ဆင်ထားဖို့ပေါ့ဗျာနော်ဟိုရုပ်ပိုင်းဆိုင်ရာမကဘဲနဲ့စိတ်ပိုင်းဆိုင်ရာတွေရောကြံ့ကြံ့ခံပြင်ဆင်ကြော်လွှမ်းနိုင်မှသာကျွန်တော်တို့ရဲ့လိုချင်တဲ့မိသားစုအသက်အမြုံလေးနဲ့ပျော်ရွှင်တဲ့ပန်းတိုင်အိမ်ထောင်မှုစုလေးကိုရောက်ရှိပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်ခင်ဗျဒီနေရာလေးကနေတော့မှနိုင်ငံရဲ့အခြားကိုရောက်နေကြတဲ့မိသားစုဝင်တွေအားလုံးကိုလည်းဒီနေ့ကနေတော့မှစိတ်ချမ်းသာကိုယ်ချမ်းသာနဲ့ပြန်ဆောင်နိုင်ကြပါစေလို့ကျွန်တော်ကတော့ဒီနေ့လေးကနေစုမဝင်ကောင်းတောင်းရင်ဒီဗီဒီယိုလေးကိုကြည့်စုပေးတဲ့လူတွေအားလုံးကိုအဆုံးထိလိုက်ပါပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ကြောင်းကိုလည်းပြောပြသေး